လဲဆိုရင်ဒီနေ့ကကလေးလေးခွဲစီကဝင်ရမှာပေါ့နော်ကျွန်တော်နေ့လေကြော်ရပါနော်ဒါပေမဲ့ကလေးကိုဘာတော့ခွဲစိတ်မယ်ဆိုတာကိုကျွန်တော်တို့လည်းမပြောသေးဘူးပေါ့နော်ကလေးတခိုးနဲ့လေမယားပါလို့ပြောရအောင်လေမယားဟုတ်ခဲ့ဆိုရင်တော့အမကိုတာရေးရေးဝင်းဝင်းထောင်တဲ့ကိုထင်မှာပါညီမလေးသိလားငါတို့ line မော်တင်လို့ဒီတစ်ကဘာလုံးကကြည့်လို့ရတာရှင်းလားနော်对，过了3年了，对吗？3年了，就是这个原来有家了。အခုကကူညီချင်တာကလေးကိုကူညီချင်တာမဟုတ်ဘူးလားဘာကိုကူညီချင်တာလဲကလေးမအေးအเจ้าကိုပြောပြီးတော့တန်းစစ်ရှာတာလားโอเคအားလုံးပဲမင်္ဂလာပါအခုဆိုရင်ကျွန်တော်တို့တွေဟယ်လပင်ဆေးရုံကိုစာရဆက်တန်းစုံလင်နဲ့ရန်ကုန်ဆေးရုံရနေပြီးတော့ဟယ်လပင်ဆေးရုံကိုတွဲလိုက်ပါပြီလို့နော်အခုဆိုရင်ကျွန်တော်ဟယ်လပင်ဆေးရုံမှာကလေးလေးကိုကုသမှုတော့ကျွန်တော်တို့တွားလို့နေပြီပေါ့နော်ဒါကလေးမေရဲ့ကလေးလေးရပေါ့နော်ကျွန်တော်ဟယ်လပင်ဆေးရုံမှာရှိပါတယ်အဲ့လိုပြောချင်တာပေါ့နော်ဒီကကလေးရဲ့ကောင်းစစ်ချက်ကြည်လာတော့ပြောမယ်ဆိုရင်တော့စောက်ကြည့်လူနာဖြစ်တော့ထားရတယ်ပေါ့နော်နော်မိုင်နော်စောက်ကြည့်လူနာတွေထားပါတယ်နောက်ပြီးတော့အခုနောက်ပိုင်းကလေးမေကိစ္စနဲ့ပြဿနာတွေကခုနကပြောလို့ပေါ့နော်ရှုပ်နေတဲ့အချိန်မှာဒီကတော့ကျွန်တော်တို့ကခုနကပြောလို့ခလေးကျမကြီးကိုကျွန်တော်အရင်ခုပါပါအခုကျွန်တော်တို့အခုဟယ်လပင်ဆေးရုံကိုအခုကျွန်တော်ရောက်သွားနေပါပဲပေါ့နော်အခုကတော့ကားပေါ်မှာပါအခုသွားနေပါတယ်ဒါတော့အခုသွားနေပါတယ်ဆိုတော့ကျွန်တော်ပြောကြပါနောက်ပြီးတော့ခလေးရဲ့ကျမကြီးကိစ္စတွေကိုကျွန်တော်ဒါတင်ပေးခဲ့ချင်ပါတယ်ပေါ့နော်နောက်လည်းတင်ပေးပါမယ်လို့တလားကြလုံးဒါဟယ်လပင်ဆေးရုံမှာရှိပါမယ်ပေါ့နော်ဘာမှမသိပဲနဲ့ဗျာစကားတွေမပြောနဲ့နော်ပြရညီမလေးဘာလဲဆိုတော့လေအခုပြောချင်တာပါနော်အစတည်းကအမှုကြည့်အေးချင်ပါတယ်ဆိုရင်တော့မှလေပွင့်နေပြောနော်ဒီဗီဒီယိုငါတို့ line မတင်ဘူးငါတို့ line မတင်လို့ဒီတစ်ကဘာလုံးကကြည့်လို့ရတာရှင်းလားနော်နင်တို့ခုနကပြောတော့ကိုပီကျဲကြီးတို့ဟာလားသူတို့သိတယ်ဆိုတော့ငါတို့ line မတင်လို့ဒီကောင်ကတခိုးပါခလေးတခိုးပါဆိုပြီးတော့ line မတင်လို့သိလို့ဒီလိုခုနကပြောလို့နော်ကုညီပေးလို့ရတယ်ပေါ့နော်ကုညီပေးတာအေးအဲ့ကြောင့်မလို့ငါတို့ကဘယ်သူမှလည်းမစော်ကားဘူးဒီချိန်မှာငါခေါင်းထဲမှာထည့်တာခလေးတော့ပဲအခုပွင့်နေတော့နော်ငါအခုအိုးသားမှာဟပင်ဆေးအောင်မှာရောက်ခလေးတော့အခုလုံးခလေးကျမရေးချိန်ညုံကပြောမယ်ဆိုရင်အခုတော်ညီကူမောင်မညာတိအောင်လို့ငါတိအောင်ချကြပြီဒီချိန်မှာငါအခုချိန်မှာခလေးကျမရေးကိစ္စကိုပဲလိုက်လုံးအဲ့ဒီတစ်ခေါက်ပဲဒီစာကိုပြန်မိလိုက်တာဗောနော်နောက်တစ်ခေါက်ဗျာမလာကောမဒီလုံးဝမပြောအောင်နောက်လို့ဟုတ်တယ်တဲ့ဘီကျဲတို့ဖမ်းမိသွားပြီတဲ့ခလေးမေကတဲ့လောင်းကစားတမားတဲ့အာမဘာပြောချင်ခလေးမေကလောင်းကစားတမားဟုတ်လားမဟုတ်လားဘူးဆိုတာတစ်ဖက်စကားနဲ့တော့မယုံနဲ့နော်ကျမခလေးရဲ့မေအမရင်ခောက်ခောက်ကြီးသိလားတစ်ဖက်သောစကားနဲ့နားတစ်ဖက်ပိတ်ပြီးတော့မယုံနဲ့သိလားခလေးအမေနဲ့ခလေးတခိုးနဲ့လေမယားပါလို့ပြောရအောင်လေမယားဟုတ်ခဲ့ဆိုရင်တော့အမကိုတာရေးရေးဝင်းဝင်းထောင်တဲ့ကိုထင်မှာပါညီမလေးသိလားနော်အဲ့ကတရေသူတို့ကိုအဲ့တိရိမင်္ဂလာစေးမှာတရေသေးပဲတွေ့တာနဲ့ကိုသူ့ရဲ့နောက်လင်ဖြစ်သွားတာလားညီမလေးရေသူ့ရဲ့ကိုချင်းတရားကိုသူ့အမထက်အခုတင်တဲ့လူတွေကရောပိုသိနေကြတာလားလို့အခုညီမလေးတို့ကရောယုံနေကြတာလားလို့သိလားနော်အမအဲ့ဒါပဲပြောချင်တယ်သိလားသူ့အမထက်သူ့ရဲ့ကိုချင်းတရားကိုသူ့ကိုမွေးထုတ်ထားတဲ့အမေသူ့အမအရင်ခောက်ထက်ညီမလေးတို့ကဘသူ့အစကားအကြောင်းကိုသိချင်သိတာလေလို့နော်ဆဲလေးတွေပြောတဲ့စကားကိုအယုံကြီးမှတ်ပြီးတော့ညီမလေးတို့ကသူများတစ်ဖက်သားသူများမိသားစုအတိုင်းဝိုင်းကိုခြာနင်းချင်ပြီးတော့ပြောချင်ကြတာလားလို့မြင်နေလမ်းနဲ့ရလှမ်းမဆိုင်ကြပါနဲ့လို့မြင်နေရလှမ်းမဆိုင်ကြပါနဲ့ညီမလေးရဲ့လို့သိလားအားငယ်သူကိုအားပေးပါတဲ့နော်အားငယ်သူကိုလေနှိမ့်ချဖို့ပြောဖို့မဟုတ်ဘူးသိလားသူ့ဟာသူလောင်းကစားပဲလှုပ်ဘာပဲလှုပ်အခုကူညီချင်တာခလေးကိုကူညီချင်တာမဟုတ်ဘူးလားဘာကိုကူညီချင်တာလဲခလေးမေအเจ้าကိုပြောပြီးတော့တန်းစစ်ရှာတာလားခလေးမေအเจ้าကိုအမကိုလာမေအကုန်မလာမေအစနဲ့အဆုံးထိနော်ဘယ်အရှင်ဘယ်ဟာဘယ်လိုထိန်းသိမ်းခဲတာဘယ်လိုလုပ်ခဲ့တာဆိုအမကိုအမကာယကရှင်ခလေးအမခလေးအတော်အရင်ခလေးအမေရဲ့အမလာမေသိလားအဒီအကောင့်မှာအကောင့်ပိုင်ရှင်အစ်စ်မို့လို့အမ
ပြန်ပေးလိုက်တာသိ မယ်နော်အခုသူတို့ပြောရတာဟုတ်တယ်မ ညီမလေးကိုညီမရဲ့ကာယကရှင်ဖြစ်တဲ့အတွက်ကြောင့်ညီမလေးကိုဓာတ်ရိုက်လာမေးပါသိလားနော်ဒီကလေးမရဲ့ကိုချင်းတရားကိုဓာတ်ရိုက်လာမေးပါနော်ဓာတ်ရိုက်လဲရှင်းရတယ်ဓာတ်ရိုက်လဲပြောရတယ်ဒီကလေးရဲ့ကိုချင်းတရားဒီကလေးမရဲ့ကိုချင်းတရားကိုမစော်ကားပါနဲ့အတန်းကြီးလဲမရှာပါနဲ့သိလား ဒီမမှတ်ထားတဲ့ comment လေးတစ်ခုနော်ဒါလေးပြောပြမယ်ကလေးကိုတဲ့တွေ့အောင်ကိုညီခဲ့တဲ့အန်တီတင်ထားတဲ့ view မှာတဲ့ကလေးရဒဏ်ရာတွေအများကြီးပဲထိတောင်မခံနိုင်ဘူးဆိုပြီးတော့အန်တီကိုယ်တိုင်ပြောထားတာနော်တဲ့အခုကျဒဏ်ရာတေးတေးလေးမို့ဆိုရင်တော့တဲ့အရင်ကြီးကြပါအောင်တဲ့ပြောပြမယ်နော်မတိလားဟုတ်တယ်ပြောပြမယ်ပထမတွေ့ခဲ့တဲ့အချိန်မှာတွေ့လို့ညီမလေးစားဆုံးညီမလေးကိုစားဆုံးရပြီညီမလေးမတိပဲတဲ့ပြောတဲ့လူတယောက်မဟုတ်ဘူးနော်ညီမလေးအဲ့အဖွဲထဲမှာပါတဲ့လူတယောက်တိလားအဖွဲထဲမှာပါတဲ့လူတယောက်ယောက်ျားလေး2ယောက်မိန်းကလေး6ယောက်နော်အဲ့ဒါညီမလေးတို့အဖွဲနော်နောက်ပြီးတော့ဆယ်ရင်မှုပါတယ်ဆယ်ရင်မှုကိုယ်တိုင်လိုက်ပြီးတော့ဖမ်းပေးထားတာပါနော်အဲ့ဆယ်ရင်မှုမှာအဲ့ရုံးမှာရောက်တဲ့ခါမှာနော်မိခင်နဲ့ကလေးနဲ့နော်အမေဆိုပြီးတော့ကလေးကတန်းခေါ်တယ်နော်ရှင်းပြမယ်အမေဆိုပြီးကလေးကတန်းခေါ်တဲ့အချိန်မှာအဲ့မှာမအေးလဲငိုတယ်ကလေးငန်းငိုတယ်အမကြီးတို့လည်းဘယ်လိုပြမလဲအပြိုလားပါလားတော့မသိဘူးနော် ကလေးမေလားမသိ အပြို ဘူး လားကလေးမေလားတော့မသိဘူးကလေးမေဆိုရင်လည်းကိုရင်းစာပဲတိလားဘယ်မိဘမှမဆိုလေဒီလောက်ပျောက်သွားတဲ့ကလေးကိုနော် ဒါသမီးကိုတွေ့ တာ တယ် တမီးကိုတွေ့တဲ့အချိန်မှာလုံးဝစကလုံးနဲ့လုံးဝရက်တတ်တော့သူမပြောနဲ့ကိုဘေးမှာကြည့်နေတဲ့ဘေးမှာလိုက်လှုပ်ပေးနေတဲ့ညီမအခုအဲ့ဒီရက်ကနေအခုချိန်ကြီးတရက်မအိပ်ရသေးဘူးနော်မမေ့ရသေးဘူးအဲ့ဒါကိုညီမလေးမပြောတော့ဘူးရတယ်အခုအမားပြောလို့ပဲအရင်ညှိကြအောင်ဆိုညှိစရာမလိုဘူးမကြညီမလေးတော့ကိုယ်တိုင်ကိုကြတွားခဲ့တဲ့လိုက်လှုပ်ပေးနေတဲ့လူအခုချိန်ကြီးချိန်မျိုးစင်းအောင်လာခဲ့လိုက် လာကြည့်လိုက်ပါ ဆေးရုံလာကြည့်လိုက်ဆေးရုံတစ်ဆေးရုံလုံးမှာညီမလေးကိုမရတဲ့တရားမှမရှိဘူးနော်တိတာမရတရားမှမရှိဘူးညှိစရာလည်းမလိုပြောစရာလည်းမလိုဟုတ်တယ်မှန်တယ်အဲ့ဒီအန်ဒီရေးထားတဲ့ထဲမှာပထမတစ်ခေါက်ကဟုတ်တယ်ဒိုင်ရအပြင်းထန်ကြောင်ဘလို့ခလေးရခန္ဓာမခံနိုင်ဟုတ်တယ်မှန်တယ်ဒါပေမဲ့အဲ့ဒီမခံနိုင်ဘူးဆိုတာဟာနော်ညီမလေးပြောပြမယ်ညီမလေးတို့ကအပြင်တရားကိုပဲကြည့်ခဲ့တာရတယ်ဒီတရားတော့ကုလို့ရတယ်ဆိုပြီးညီမလေးတို့ထားတာတိလားထားတာနောက်ပိုင်းကျမှခလေးရစီးသွားခြင်းနဲ့ညီမလေးတို့ဆေးကန်းကိုတွားတဲ့ခါကျမှကလေးရဟာမှာအဲ့လိုတွေတွေ့တာနော်ဒီနေ့ကနဲ့ပတ်တာလားဘူးကတ်တာလားအဲ့လိုတွေတွေ့နောက်ပြီးတော့ခေါင်းမှာတော့ခေါ်တော့တနခါတွေဖွေးနေအောင်လိမ့်ထားတာအမတိလားနော်အဲ့ကလေးကိုလေတနခါတွေဖွေးနေအောင်လိမ့်မိထားတာနော်သူတို့ကိုယ်တိုင်ကလည်းအဲ့ကလေးတစ်ခုတွေကိုယ်တိုင်လည်းဝန်ခံထားတာနော်အဲ့နောက်တစ်ခေါက်ညီမလေးကိုစေးကန်းသွားပြီးတော့ဒီလိုဖြစ်တယ်ဆိုပြီးပြန်သွားတဲ့အချိန်ကြာမှအချိန်မှမရှိတော့ဘူးလေလှုပ်ပေးလိုက်ပြီညီမလေးတို့ပြောတဲ့စကားထဲမှာအချိုရမှုလှုပ်ပေးလိုက်ပါလို့လည်းမပါဘူးအချိုရမှုကြည့်ချက်ပြီးပဲထိမ့်ပေးထားပါဆိုပြီးတော့ပြောတာနော်တရားဥပဒေကြောင့်တိတိတော့ပြောမှာတကယ်တန်းဆိုရင် နားလည်းမလဲပါဘူး နားလည်းမလဲဘူးနားလည်းမလဲနားတကယ်နားမလဲဘူးဒါပေမဲ့ဘယ်လိုကိုမျက်မြင်တွေ့တာကိုပြောပြမယ်နော်ဘယ်လိုပဲဖြစ်ဖြစ်အနည်းဆုံး24နာရီအဲ့လောက်ကလည်းချိုးပေးတင်တယ်နော် ကလေးကတွင်းတရားဟောဖြစ်လာမဖြစ်တော့ဆိုလူကိုယ်တိုင်လာကြည့်လိုက်ပါညမရဲ့နော် အဲ့လိုပဲ ကလေးကိုဆေးရုံကိုလာကြည့်လိုက်ပါကျမကလေးအတော်အရင်ခောက်ဖြစ်ပါတယ်နော် အဲ့အဝါလေးဒီစားလေးရေးထားတဲ့အမပေါ့နော်လူလဲဆိုအမားရဲ့မန်နာလေးကိုညီမလေးတစ်ခုတော့ပြောပြမယ်နော်အခုမားကြည့်ခဲ့တဲ့ထဲမှာကိုဗစ်ကျဲတင်ထားတဲ့ဟာကိုတွေ့ရတယ်နော်မှန်တယ်အမဒါပေမဲ့ကိုဗစ်ကျဲကြီးကလေညီမလေးတို့စီကိုလာလူသွားတယ်ကလေးမေနဲ့လည်းကြည့်သွားတယ်ကလေးနဲ့လည်းဒါလိုက်သူတို့စကားပြောတယ်နော်စကားပြောခဲ့တယ်ဒါပေမဲ့တစ်ခုရှိတယ်ဗာလေအဲ့လာတဲ့အချိန်မှာသူ့ပါဇက်ကထွက်တဲ့စကားတစ်ခွန်းညီမလေးပြောပြမယ်ဟောတဲ့ဘာလဲဆိုအဲ့ဒီကောင်ကိုတဲ့ကျွန်တော်ဟာတဲ့တိလာတဲ့တွေ့ရင်တော်တော်လှုပ်ချင်တာတဲ့ထိုးချင်နေတာတဲ့တိလာတဲ့အမားတို့ဘယ်လိုလှုပ်ခဲ့လဲတဲ့ပြပြမယ်အဲ့ဒီအချိန်မှာဘယ်လိုလှုပ်ခဲ့လဲဆိုတော့ကလေးရနော်ညီမလေးတို့အပေါ်ရမ်းပဲကြည့်လိုက်တဲ့အတွက်ကလေးရဲ့ဒီတင်ပါးနာမှာနည်းနည်းလေးပဲရှိရဲရတယ်အမြင်နဲ့ကုလို့ရတယ်ဆိုပြီးညီမလေးတို့ထားလိုက်တာဒါပေမဲ့တကယ်ကလေးကအဲ့ဒီခေါ်ခဲ့နည်းနည်းမျော့နေတာနော်အန်နေတာလမ်းတစ်ချောင်းတော့ဒါပေမဲ့ဟောအချိန်နဲ့မကောင်းဆေးကန်းသွားမယ်ဆိုပြီးတော့တွားလိုက်တဲ့အချိန်မှာကလေးရဲ့ကတော့ဟိုကမှာအနာရီရှိတယ်အဲ့ဒါနဲ့ညီမလေးတို့ကချက်ချင်းအချွေမှုပြန်ပြေးတယ်နော်ပြန်ပြေးတဲ့အခါမှာဗာလဲအချွေမှုမရှိတော့ဘူးလေလွတ်ပလိုက်ပြီတဲ့ညီမလေးတို့ပြောခဲ့တဲ့စကားထဲမှာနော်ဒီမှာကိုပြည့်ပြောကလေးမြလွတ်ပလိုက်ပဲအဲ့လိုပြောခဲ့တဲ့စကားတစ်လုံးမှမပါအချွေမှုကြီးအပ်ခဲ့ပါတယ်အချွေမှုရဲ့တဘောဘယ်လိုပဲဖြစ်ဖြစ်ဗျာဥပဒေကြောင့်တော့တိတ်တော့မသိပါဘူးဒီမှာဒါပေမဲ့ကိုကြားဘူးတဲ့ຢာတော့ကဘယ်လိုပဲဖြစ်အနည်းဆုံးကအချွေမှုကတရက်မဝင်တော့မှ24နာရီတော့ထားနေတယ်ဗျအခုကအဲ့လိုမဟုတ်ဘဲနဲ့ဘယ်နှစ်နာရီမှမကြာဘူးတနာရီဝဲပဲကြာတဲ့အချိန်မှာလှုပ်ပေးလိုက်တယ်ဆိုတော့အဲ့ဒါလေးကိုရှင်းပြတာနော်ဒီမှာဒီဟာကဒါကလေးရမအတော်နော်ကလေးရမအတော်ပါအမားတို့တမျိုးထင်တယ်လို့မဟုတ်ပါဘူးဆိုတာကိုပြောပြတာပါနော်ဒါအမတစ်ချက်လောက်ပြောပြ ဟုတ်ကဲ့က
ခလေးကိုတဲ့ဗာလေအမေအရင်ကဟုတ်ရဲ့လားဆိုတဲ့ဟာကိုပြောတဲ့ဟာနော်ခလေးနဲ့ခလေးအမေနဲ့ကိုသေချာလေးညနာလေးရှင်းကြည့်စင်ပါတယ်ရှင်နော်နေကွန်မန့်တဲ့ဝင်ပတ်ရင်လည်းနည်းနည်းပါလဲဟိုရုပ်ချင်းပါလဲစင်အောင်လေးကြည့်ပေးကြပါဦးနော်ညီမလေးမန်းထားတဲ့မန်းထဲမှာလေညီမလေးမျက်နှာတော်မှာညီမလေးမပြရေးတာသိလားအမားတို့ကကာယကံရှင်ပို့တော်ပောက်ကွေးသိတယ်နော်အမားရဲ့ညီမရဲ့ကိုချင်းတရားတွေကိုလည်းထိခိုက်ပြီးတော့ပြောထားတဲ့ဟာတွေလေနော်ဥပဒေအရအရေးယူလို့ရမယ်ဆိုရင်ယူချင်ပါတယ်လို့နော်မိခင်တိုင်းအကုန်လုံးကဝိုင်းဝန်းပြီးတော့ခလေးတငယ်ကိုညှိမနှိမ့်ဆက်မှုကြောင့်ဝိုင်းဝန်းပြီးတော့ကုညီပေးကြပါအောင်လို့အမတူမလို့မဖြစ်စီချင်ပါဘူးနော်အမလည်းခလေးမွေးထားတဲ့မိခင်တယောက်ပဲသမီးမိခလေးမွေးထားတဲ့မိခင်တယောက်ပဲဒါပေမဲ့ခလေးအတော်တယောက်ဖြစ်တဲ့အတွက်ကြောင့်နောက်ဒီလိုမျိုးခလေးကိုခိုးယူပြီးတော့ညှိမနှိမ့်ဆက်နေတဲ့ခိုင်းရတားဆောင်နေတဲ့သေးတဲ့လူတွေကိုကုညီပြီးတော့တက်ဆိုင်ရာကကုညီပြီးတော့ဆုံးမပေးကြပါလို့နူးညွတ်စွာမြစ်တိုင်ခံပါတယ်ရှင် ကိုရဆယ်လီလေပြောလေသိရမလားဆယ်လီလေပြောတဲ့စကားလူရယုံကြရတော့ အခုလည်းမမဖြစ်ပြနေတဲ့အရာလေးကိုလေလက်ရှိပြောပြနေအခုညီမလေးခုချက်လေးသိရမှာပဲနော်အဲ့ဒီပထမရဲ့အသားအနေခုချက်လေးသိရမှာနော်ပြပြမယ်ဗာလဲဆိုတော့သိရုံတစ်ခုမှလေအခုလို့အမှုရင်းဖြစ်တာအမှုမပေါ်မဲလို့စစ်ပေးရဆရာကိုဘယ်ဆရာမှမရှိရဘူးလို့နော်ဟုတ်တယ်အခုကလေးတစ်ခုဖမ်းပေးတယ်လို့ညီမလေးကဒီကနေတကယ်ကိုအထူးကျေးဇူးတင်တယ်နော်အခုအရင်ကကျေးဇူးတင်ပါတယ်နောက်ပြီးတော့တစ်ခုပြောချင်တာကလေဘာကိစ္စနဲ့ကလေးမေအောက်ဖဲကိုလှန်ရတာဒါကမှန်ပြအကြောင်းမရှိဘူးနောက်ပြီးတော့တစ်ခုပြောမယ်အခုဒီလိုပြောတယ်ကလေးတစ်ခုနဲ့ဒီအခုညီမလေးတို့လုပ်ပေးထားတဲ့အမားနဲ့လင်းများမှန်တယ်သားညီမလေးတစ်ခုပြောကလေးတစ်ခုနဲ့ကလေးအမေရဲ့နော်အုတ်ကြီးရဲ့အဲ့ဒီ3ယောက်ကိုထိတ်တိုက်တွေ့ပြီးရင်ဆိုင်လို့ရအောင်ဖြည့်ရှင်းပေးပါလို့ညီမလေးကဒီကနေပြီးတော့တောင်းတယ်တကယ်ဒီလို3ယောက်ထိတ်တိုက်တွေ့ပြီးဖြည့်ရှင်းမှဒီပြက်တယ်လားပြေးလေတော့မှာညီမလေးကအခုဒီမှာဒါကလေးရဲ့အတော့နော်ကလေးရဲ့အမနော်အရင်သူ့မေကိုယ်တိုင်ကတကယ်ဒီလိုဖြစ်ခဲ့တယ်ဆိုရင်သူတို့ကိုယ်တိုင်ချုပ်ထဲကိုထည့်ပေးမှာဒါပေမဲ့တခုတောင်းဆိုတာကလေမဟုတ်မှန်မှန်ပြောတာလေပဲဖြစ်စေဟုတ်တယ်ပဲဖြစ်စေအုတ်ကြီးရဲ့ကလေးမေရဲ့အခုကလေးတော့ကိုယ်ဒီလို3ယောက်ထိတ်တိုက်ရင်ဆိုင်ပြီးဖြည့်ရှင်းလို့ရအောင်အရင်ဦးဆုံးကူညီပေးကြပါလို့ညီမလေးကတော့မြစ်တာရက်ခံမဘာကြောင့်မကြောက် ဟုတ်ကဲ့ကျမညမကတကယ်လို့ဟုတ်တယ်မှန်ခဲ့တယ်ရှင်တို့ဆွဆွဲတယ်လို့မှန်ခဲ့တယ်ဆိုလို့ချင်းကျမကိုယ်တိုင်လောက်ပြီးတော့ကျမကိုယ်တိုင်ထောက်ထည့်ထည့်ပါအေးမဟုတ်မမှန်ပဲနဲ့ဆွဆွဲနေတာတွေကိုအမှုမဲ့ပေါ်ပေါအောင်ကုညီပြီးတော့ဝိုင်းဝဲပြီးတော့ပြည့်ရှင်းပေးကြပါ ဟုတ်ကဲ့ပါသမီးဘာပြောချင်လဲ ဒါကတော့ကျမမေကဒီလိုတော့ပြောသလိုပဲကျမမေတကယ်လည်းဟုတ်ကဲ့ရဆိုလေကျမကိုယ်တိုင်ထောင်းနေဟေ့ပေးပါမယ်နော်အဲ့ဒါအများကြီးရှိမှလည်းပြောပေးပါမဟုတ်မှန်တဲ့ဟာစကားရလေကိုရဟာဝါရလာဥမာများနေရနော်ဘာရတော့နော်လူဆိုရလူတယောက်ကနော်တိတ်ခါနဲ့နေရလဲဟုတ်တယ်အသက်နဲ့နေရမို့အချက်နဲ့နေရနော်ဟုတ်ပါနော်အချက်တော်ထိသွားရတယ်နော်တနိုင်ငံလုံးပေါသွားတယ်ကြမလားအခုကလေကိုရဆယ်လီလေပြောလေသိရမလားဆယ်လီလေပြောတဲ့စကားလူရယုံကြရတော့အဲ့ဒါပြောတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်ရဲရဲပြောချင်ပါတယ်ကျွန်တော်ဗာပြောချင်လဲဆိုရင်ဒီနေ့ကကလေးတော့ကိုဝိုင်းပြီးဆူတောင်းပေးကြပါလို့ကျွန်တော်ရဲရဲပြောချင်ပါတယ်ဘာလို့လဲဆိုရင်ဒီနေ့ကကလေးလေးခွဲစီကဝင်ရမှာပေါ့နော်ကျွန်တော်နေ့လေကြော်ရပါနော်ဒါပေမဲ့ကလေးကိုဘာတော့ခွဲစိတ်မယ်ဆိုတာကိုကျွန်တော်တို့လည်းမပြောသေးဘူးပေါ့နော်ဒါပေမဲ့ဟိုပြောရင်လည်းကျွန်တော်ရဲရဲတင်ပေးပါမယ်ဆိုတာကိုဒီကနေပြီးတော့ဒါညီကောင်မတို့ကတော့ပြောတာပေါ့နော်ကလေးလေးညံဆုံးကောင်းမွန်လာမှုတော့ဝိုင်းပြီးဆူတောင်းပေးကြပါလို့ကျွန်တော်ရဲရဲကတက်တာရက်ခံချင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုနဲ့အေးချမ်းကြပါစေပေါ့နော်ဒီနေ့ကလေးခွဲစိတ်ကံဝေရမှာမယ်လို့ဒါအားလုံးကိုညီကောင်မတို့ညာကိုအသိပေးတာပေါ့နော်ဒါတော့ဆိုရင်ကလေးကစိတ်သွင်းတာနဲ့ဟိုတနေ့ကုန်လုံးတော့ဘာမှမစားဘူးပေါ့နော်ခွဲစိတ်ကံဝေရမှာမို့လို့ဒီနေ့တော့လည်းဘာမှမစားရသေးပါဘူးအဲ့ဒီလမ်းပြောတာပါနော်